အားလုံးပဲမင်္ဂလာပါဗျ Grand Movie Travel and Tour မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ share လုပ်ပေးမယ့်အကြောင်းအရာလေးကတော့လူတစ်တောင်းမှာတယောက်လောက်တော့မြင်တွေ့မှုချင်းမရှိတဲ့အလွန်ထူးဆန်းတဲ့အတောင်ပံပါတဲ့ငါးလေးတစ်ကောင်အကြောင်းကိုပြောပြပေးပါမယ်ဗျကျွန်တော်ကဒီငါးလေးတစ်ကောင်အကြောင်းကြီးပဲပြောမှာမဟုတ်ပါဘူးဗျနောက်ဗီဒီယိုလေးမှာလည်းကျွန်တော်အရန်ထူးဆန်းတဲ့ရေရောက်တတဝါတွေအရန်လှပတဲ့တဏ္ဍာကြောက်တန်းအကြောင်းတွေကိုကျွန်တော်ပြောပြပေးမှဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဗျ Okay ဒီငါးလေးအကြောင်းကိုစကြရအောင်ဗျဒီငါးလေးရဲ့နာမည်ကတော့ Saffron Flying Fish လို့ခေါ်ပါတယ်ဗျဒီငါးလေးကိုရေအနက်25ပေလောက်မှာကျွန်တော်တွေးခဲ့တာပါဗျတွေ့ချင်းမှာတော့ကျွန်တော်အရန်ဝမ်းသာသွားတယ်အဲ့လောက်ကြောင့်ပဲကျွန်တော်ရေအောက်ထဲကိုဆင်းပြီးတော့ရိုက်တဲ့အချိန်မှာကြာမရိုက်နိုင်ခဲ့ဘူးဗျဘာဖြစ်လို့လဲဆိုတော့ရေကလည်းအရန်နစ်နေတယ်ကျွန်တော်မှလည်းအောက်ဆီဂျင်မပါဘူးကျွန်တော် free dive ဆင်းပြီးရိုက်ရတာမို့လို့အချိန်ကြာမရိုက်နိုင်ခဲ့ဘူးဗျဒီငါးရဲ့အတောင်ပံမှာအလွန်ချွန်ထက်တဲ့စူးချုံတွေရှိတယ်ဗျအဲ့ဒီစူးချုံတွေကသူ့ကိုအန်ရပေးမဲ့ရေအောက်တတဝါတွေကျွန်တော်တို့လိုရေအောက်ဒိုင်ဘာတွေလာတဲ့ခါကြလို့ရှိရင်သူ့အန်ရပေးမှဆေးလို့သူကအတောင်ပံကိုဖြန့်ပြီးတော့အဲ့စူးချုံတွေနဲ့ကာကွယ်တဲ့သဘောမျိုးပါဗျအခုမြင်တွေ့နေရတဲ့အတိုင်းပဲတခါတလေမှာဒီငါးလေးရလို့ပဲအတောင်ပံတွေဖြန့်ပြီးတော့ပြန်ဝဲသွားတတ်တယ်တခါတလေမှာကြာရင်တော့ကျွန်တော်တို့လူပဲလူတွေလိုပဲလမ်းလျှောက်ပြီးတော့သွားတတ်တယ်ဗျဘယ်လိုမျိုးလမ်းလျှောက်သွားလဲဆိုရင်သူ့ရဲ့အတောင်တစ်ဖက်ကိုရေအောက်ကျမ်းပြင်နဲ့ထောက်ပြီးတော့သွားတာပေါ့ဗျာအဲ့ဒီလိုမျိုးသွားတာမျိုးကိုပြောတာပါဗျဒီငါးလေးကိုအတွေ့များတဲ့နေရာတွေကတော့ Atlantic Ocean America side Massachusetts မြောက်ပိုင်းနေပြီးတော့ Argentina တောင်ဘက်တွေမှာလည်းတွေ့နိုင်တယ်ပြီးတော့ Caribbean ပြီးတော့ Mexico ပင်လယ်ကွေ့တွေမှာလည်းတွေ့နိုင်တယ်ဗျကျွန်တော်တို့နိုင်ငံမှာလည်းတွေ့နိုင်ပါတယ်အခုကျွန်တော်တွေ့ခဲ့တဲ့နေရာလေးကတော့ကျွန်တော်တို့ရဲ့ကပ်ပလီပင်လယ်ပြင်မှာတွေ့ခဲ့တာပါဗျကော့တောင်းမြို့ကနေပြီးတော့ရေမိုင်35မိုင်မှာရှိတဲ့စေတန်ကျွန်းရဲ့ snorkeling site လေးမှာကျွန်တော်တွေ့ခဲ့တာပါဗျဒီငါးလေးအကြောင်းကိုပြည့်စုံသိချင်တယ်ဆိုလို့ရှိရင်တော့ Google မှာဒီနာမည်လေးရိုက်ပြီးတော့ရှာကြည့်လို့ရပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ဘုသူဒ္ဓရလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီလိုမျိုးထူးဆန်းတဲ့ငါးတွေထူးဆန်းတဲ့တဏ္ဍာကြောက်တန်းတွေအကြောင်းကိုကျွန်တော်ကိုယ်တိုင်ဆင့်ရိုက်ထားတဲ့ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးသွားမှာပါဗျအခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ